Hello ဒီနေ့ကစာဝါရဆိုတဲ့ဒီငါးဦးလေးကိုကြော်စားပြပါတယ်ကြက်သွန်အနီလေးရယ်ခရမ်းကျင်သီးရယ်ပေါင်းပစ္စည်းတွေကတော့ကြက်သားမုံရယ်ရှိုးမုံရယ်စားရယ်စနွေးရယ်စီရယ်ပေါ့နော်ဒါပါပဲငါးဦးကြော်မယ်ဆိုလို့ရှိရင်အရင်ဆုံးကြက်သွန်များလေးထည့်တာတော့ကောင်းတယ်ပေါ့နော်သူကချူချိုလေးစားခြင်းနဲ့ဆိုလို့ရှိရင်တော့ကြက်သွန်များလေးထည့်ပေါ့နော်ကိုကနည်းနည်းအရှင်တက်လေးလည်းနည်းနည်းစားခြင်းနဲ့ဆိုတဲ့အတွက်ခရမ်းကျင်သီးအရှင်နှလုံးလောက်တုံးထားရပေါ့နော်ခရမ်းကျင်သီးကိုတစ်လုံးကို၄စိတ်လောက်စိတ်လိုက်တယ်ပေါ့နော်စိတ်ပြီးတော့ကျတော့ကြက်သွန်ကကျတော့အလုံးကြီးတစ်လုံးသုံးပါတယ်ကြက်သွန်လေးရဲ့အတန်မီလို့ပေါ့နော်အောက်ကဓာတ်တို့တပက်လေးခင်းပြီးတော့ပြီးပါတယ်ဒီနေ့ကအလုပ်လဲပိတ်တာဆိုတော့ပေါ့နော်ဒီကချက်ပြီးစားပြတဲ့ဟာလေးမို့လို့ဗီဒီယိုလေးရိုက်ပြီးတင်လိုက်တာပါကဲကြက်သွန်လေးလှီးပြီးသွားပြီဆိုတော့ငါးဦးလေးကိုပြုတ်လိုက်ပါမယ်ငါးဦးကိုဘာလို့ပြုတ်လဲဆိုတော့သူကဒီအထက်ကငါးဦးလေးတွေကိုဒီတိုင်းလှီးလိုက်လို့ရှိရင်ပေါ့နော်အထက်ကဦးလေးတွေထွက်သွားမှာဆိုလို့အကြောင်းမို့ဒီဟာလေးကိုကျွတ်အိတ်ထဲကိုထည့်ပြီးတော့ခဏလောက်ပေါ့နော်ထိတ်ကြောလေးကိုတင်းလှီးလို့ရှိရင်ဦးလေးတွေမထွက်သွားအောင်ပေါ့နော်ကျွတ်အိတ်လေးတွေထည့်ပြီးတော့ရင်နွေးစုတဲ့စူအောင်တဲ့ထားတဲ့ထဲမှာခဏလောက်တင်းသွားနည်းနည်းလေးပြုတ်လိုက်မယ်ပေါ့နော်တချို့ကျတော့ဒီတိုင်းလှီးပြီးကြော်တာလည်းရှိတယ်ပေါ့နော်တယောက်နဲ့ကျတော့မတူပေါ့နော်ကိုကတော့နည်းနည်းလှီးလို့ရှိလို့ရှိရင်ဒီဦးလေးတွေထွက်သွားလို့ရှိရင်နှမျောလို့ပေါ့နော်ကျွတ်အိတ်လေးတွေထည့်ပြီးတော့ခဏတင်းသွားအောင်ပေါ့နော်ခဏလောက်5မိနစ်လောက်ပြုတ်လိုက်တယ်ပေါ့နော်အဲ့ထဲမှာထည့်ထားဆိုတဲ့အတွက်ဟိုဘက်ဒီဘက်ကိုပေါ့နော်ဒီနေ့လမ်းပေးပေါ့နော်လေးပေါ့နော်ထိတ်လေးတင်းသွားပြီဆိုရှင်ဒါလေးကိုဆယ်လိုက်ကြပေါ့နော်ဒါမှပဲအိတ်ကလေးနည်းနည်းပြဲသွားလို့ဦးလေးထွက်သွားတယ်ပေါ့နော်ကဲအဲ့ဒါကိုလှီးဖို့အတွက်ကျွတ်အိတ်ကိုဖယ်ပြီးတော့လှီးပါမယ်ပေါ့နော်နည်းနည်းပြုတ်တာနည်းနည်းလိုသွားတော့ပေါ့နော်အထက်ကဒါတော့မှပဲအထက်ကနည်းနည်းဦးလေးတွေထွက်သွားတဲ့ဟာတွေရှိသေးတယ်ဒီလိုအနေထားလေးဆိုလို့ရှိရင်အနေတော်လေးတွေလှီးပါမယ်လှီးပြီးလို့ရှိလို့ရှိရင်စက်သွန်အရင်တော့စီတက်မယ်ပေါ့နော်ဒီကအခုပြုတ်တာတော့မှပါဒါကကျတော့နည်းနည်းလေးလိုသွားတော့ပေါ့နော်အထက်ကနီအယောင်လေးပေါ်နေပေါ့နော်နီအယောင်လေးကဲလှီးလို့ပြီးပါပြီလှီးလို့ပြီးပြီဆိုတော့ခဏလေးစက်သွန်အနီရဲ့ခရမ်းကျင်သီးရဲ့ကိုစီတက်ပါမယ်ကဲအိုးပူလာပြီဆိုလို့ရှိရင်စီလေးနေတော်လေးထည့်ပြီးတော့ကြက်သွန်စီတက်ပါမယ်ကြက်သွန်စီတက်မယ်ဆိုလို့ရှိရင်ကြက်သွန်ကိုလည်းပေါ့နော်ဒီအယောင်လေးရပေါ့နော်နုံးပြီးတော့နန်းလေးမှုေးလာတဲ့အထိပေါ့နော်6လေးဖြစ်သွားတဲ့အထိကြာကြာလေးကြော်ပြီးမယ်ပေါ့နော်ကဲစနွေးမုံလေးနည်းနည်းထည့်လိုက်မယ်အယောင်အတွက်ပေါ့နော်အယောင်လေးပါတော့စနွေးမုံထည့်မယ်ထည့်ပြီးတော့ခဏလောက်ကြော်လိုက်မယ်ပေါ့နော်အယောင်လေးပြောင်းလာပြီဆိုလို့ရှိရင်ဆန္ဒမိထားတဲ့ခန်းကျင်လေးကိုထည့်ပြီးနှိပ်လိုက်မယ်ခန်းကျင်လေးကိုလည်းအဲ့လိုမျိုးပေါ့နော်ထိတ်ကြောလေးကိုတင်းတဲ့အထိပေါ့နော်ခဏလောက်
ကြော်ပြီးပေါ့နော်နှိပ်ပြီးပေါ့နော်စနစ်ပြဒီနေ့ဒီကျုပ်အရောင်လေးရနည်းနည်းပြောင်းလာပြီးခင်းကျင်ပြီးလေးရတယ်နည်းနည်းတင်းတင်းလေးဖြစ်သွားပြီးဆိုလို့ရှိရင်ဆမဒီအမေတော်ပြီးထားတဲ့ဒီငါးလေးကိုထပ်ပြီးတော့နှိပ်လိုက်ပါမယ်နှိပ်လို့ရှိရင်အများကြီးနှိပ်လို့ရှိရင်ဒီအထက်ကငါးလေးကိုထပ်ပါမှဆိုတော့အများကြီးမမှုရေးပေါ့နော်ဒီနေ့ဒီနဲ့မလို့မှုပြရတယ်ဒါပေမဲ့အများကြီးတော့မမှုနေတော့ပေါ့ရတာကြတော့စားလေးနည်းနည်းထည့်မယ်ဒီလိုဆိုရင်စတောင်းမုံနဲ့ထည့်မယ်ပြီးတော့အဆုံးမုံနဲ့ထည့်မယ်ဒါလေးပေါ့နော်ရတာတော့ဒီတိုင်းလေးထည့်ထားပါမယ်ဒါတော့မှပဲကိုကမှုနေတဲ့အတွက်ပေါ့နော်ဒီအထက်ငါးဦးလေးတွေထွက်သွားသေးတယ်အများကြီးအဲ့ဒီငါးဦးဆိုတဲ့အတွက်ထွက်ထားတော့ထွက်မှာပဲဒါပေမဲ့မထွက်အောင်တော့ထိန်းပြီးတော့နည်းနည်းလေးမှုပြီးတော့ပဲစက်တုံးလေးတွေလည်း6ပြီးလိမ့်လာပြီးငါးဦးလေးတွေလည်းကြော်ထားတာထိန်းလေးတွေတင်းလာပြီးဆိုလို့ရှိရင်ပေါ့နော်စားလို့ရပါပြီကိုကတော့နည်းနည်း6လေးနဲ့လိမ့်လေးစားချင်တယ်ဆိုတော့ခဏလောက်6လေးတက်လိုက်ပါအောင်မယ်ရတာတော့နေတော့ပေါ့နော်ရတာမြည်ကြည့်ရကိုချက်ကိုကောင်းမယ်အရောင်လေးလည်းပြောင်းလာပြီးထိတ်လေးလည်းနည်းနည်းတင်းလာပြီးဆိုလို့ရှိရင်ရပါပြီအားကျုံနဲ့တက်နဲ့ချက်လိုက်ရတဲ့ငါ့ဦးကျော်လေးဒီပါပြီစားကြည့်ကြရအောင်ပေါ့နော်ဒီအားဒါရီဒီလေးထည့်လိုက်တော့အရောင်လေးလည်းလှရပေါ့နော်ကဲနောက်ဆုံးအနေထားမှာတော့တူးတော့မတူးပါဘူးဒါဒီလိုရောင်လေးပါနော်